လာပါစိုးမမော်ဘလော့မှာကြိုးစားပါရရှင်ဟုတ်ကဲ့ဒီနေ့ vlog လေးကတော့အခုလက်တလုံးမှာဖက်ရှင်လို့ဝယ်ထားတဲ့စာအုပ်လေး9အုပ်နဲ့မဆုစာအုပ်လေးတစ်အုပ်ကြောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်ဒီစာအုပ်လေးတွေပေါ့နော်အနောက်ဆုံးစာအုပ်လေးကတော့ဒီဆရာကြီးတော်တာဆွေရပပဝီဆိုတဲ့စာအုပ်လေးပေါ့နော်စကူးချွချိုစာပေကနေပြီးတော့2021ခုနှစ်မှာစတုတ္ထအကြိမ်ပြထုတ်ဝေထားတယ်ဆရာကြီးတော်တာဆွေရဲ့စာအုပ်ဆိုတော့ဟာတာဝတ္ထုလေးဖြစ်မယ်လို့ထင်တယ်ပေါ့နော်ဖတ်မကြည့်ရသေးတော့တေချာတော့မသိသေးဘူးပေါ့နော်အရင်တော့ကတော့ဆရာကြီးတော်ရဆွေရဲ့စာကိုမဖတ်ဘူးလို့ဒါပထမဆုံးအကြိမ်ဖတ်ကြည့်ဖို့အတွက်ဝယ်ထားတဲ့စာအုပ်လေးပေါ့နော်ပပဝရီဖြစ်ပါတယ်ရှင်ဆရာကြီးတော်ရဆွေရဲ့စာအုပ်ထဲမှာဆိုလို့ရှိရင်တော့ပေါ့နော်ဘွားထိုထိုတို့ကြက်ရှိကာတို့ကတော့အရန်နာမည်ကြီးတဲ့စာအုပ်လေးတွေဖြစ်မယ်ထင်ပါတယ်ရှင်ဒီစာအုပ်လေးကတော့ကျွန်မပထမဆုံးဖတ်ချင်လို့ရွေးချယ်လိုက်တဲ့စာအုပ်လေးပေါ့နော်ပပဝရီဖြစ်သွားတယ်ပေါ့နော်ဆရာကြီးစာအုပ်ထဲမှာနောက်ထပ်စာအုပ်လေးကတော့ဆရာကြီးမောင်သိန်းဆိုင်ရဲ့မနေ့ကမဟုတ်တော့မနှက်ပြန်သို့မဟုတ်နိဗ္ဗာန်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ရှင်အရင်တော့ကတော့သူကတအုပ်စီထုတ်ထားတဲ့ဟာပေါ့နော်အခုကတော့နှစ်အုပ်ပေါင်းတအုပ်ထဲထုတ်ထားတဲ့စာအုပ်လေးပေါ့နော်ဒါကိုလည်းစိတ်ကူးချွချိုစာပေးရပဲထုတ်ဝေထားတယ်ပေါ့2024ခုနှစ်မှာဒုတိယအကြိမ်ဖြစ်ထုတ်ဝေထားတဲ့စာအုပ်လေးပေါ့နော်ဒီစာအုပ်လေးကတော့ဟုတ်ကဲ့ဆရာကြီးမောင်သိန်းဆိုင်ရဲ့ဝတ္ထုဆိုလို့ရှိရင်နာမည်ကြီးဝတ္ထုတွေကအများကြီးပဲပေါ့နော်အများကြီးတွေကမှအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဇလန်တွဲလေးတွေနဲ့ပြန်ပြီးတက်သွင်းထားတဲ့ဝတ္ထုလေးတွေဆိုရင်တော့တော်များလူသိကြမယ်ထင်ပါတယ်ပကံမျိုးသူတို့ရေနသာခင်ကြီးတို့မောင်မြတာလီတို့ပေါ့နော်ကတော့ဆရာမကြီးခင်နှင်းယူရဲ့ဘရင်ကံမလို့ခြင်းပေါင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ရှင်ဒါကိုလည်းစိတ်ကူးချွချိုစာပေရပဲ2021ခုနှစ်မှာစတုတ္ထအကြိမ်ပြန်ထုတ်ဝေထားတဲ့စာအုပ်လေးပေါ့နော်အခြားဆရာမကြီးရဲ့နာမည်ကြီးဝတ္ထုတွေဆိုလို့ရှိရင်မြကြပြူတို့မှုေးတို့ဆိုလို့ရှိရင်တော့လူတီများမယ်ထင်ပါတယ်ရှင်ဒီဆရာမကြီးခင်နှင်းယူကိုလည်းဒါကျွန်မပထမအဆုံးချိန်ဖတ်မဲ့စာအုပ်လေးပေါ့နော်ဟုတ်ကဲ့နောက်ထပ်တစ်အုပ်ကတော့အရန်ဖတ်ချင်နေတဲ့စာရေးဆရာကြီးရဲ့စာအုပ်ပေါ့နော်အဲ့ဒါကတော့ဆရာကြီးသိမ့်ဖေမြင့်ရဲ့အနောက်ကိုရှောက်ပါလို့အရှိကိုလည်းမျောလိုက်ရင်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်လေးကိုလည်းစိတ်ကူးချူစာပေတိုက်ကပဲတတိယအကြိမ်ဖြစ်2023ခုနှစ်မှာထုတ်ဝေထားတဲ့စာအုပ်လေးပေါ့နော်ဆရာကြီးရဲ့တခြားနာမည်ကြီးစာအုပ်ဆိုလို့ရှိရင်အရှိရနွန်းထက်တိပမာဆိုလို့ရှိရင်တော်တော်များသိမှထင်ပါတယ်ရှင်ဒီမှာအဲ့စာအုပ်ကိုလေးရှာနေတာကြာပြီပေါ့နော်အခုတတိတော့မတွေ့သေးဘူးဖက်လည်းမဖက်ကြည့်ရသေးဘူးပေါ့နော်ဒီရှေ့ကနေဝန်ထက်ဒီပမာကိုလည်းကျွန်မအရန်ကိုဖတ်ချင်နေခဲ့ရမှာကျွန်မအဖေကဖတ်ဖို့ခဏကိုကျွန်မကိုတိုက်တွန်းနေတဲ့စာအုပ်ကျွန်မအခုချိန်ဒီကိုမဖတ်ကြည့်ဖြစ်သေးတာပေါ့နော်အမြန်ဆုံးဖတ်ကြည့်ဖို့လည်းရည်ရွယ်ထားပါတယ်ရှင်နောက်ထပ်ဆရာကြီးရဲ့နာမည်ကြီးလေးကပြောရမယ်ဆိုလို့ရှိရင်ချစ်ရခေါ်ရဆိုလို့ရှိရင်လည်းပေါ့နော်ဆရာကြီးသိမ့်ဖေမြင့်ရဲ့နာမည်ကြီးစာအုပ်လို့ပြောရမယ်ပေါ့နော်ဒီဆရာကြီးသိမ့်ဖေမြင့်ရဲ့အနောက်ကိုရှောက်ပါလို့ရှေ့ကိုမျှော်လိုက်ရင်ဝတ္ထုကတော့သူကခီးသွမ်းမှတ်တမ်းဝတ္ထုလိုပုံစံမျိုးပေါ့နော်နောက်ထပ်တစ်အုပ်ကတော့ကျမတော်တော်များများဖတ်ဖြစ်နေတယ်ကျမရဲ့ပေါ့နော်favorite စာရေးဆရာတွေကတယောက်ဖြစ်တဲ့ဆရာကြီးမြတ်တန်းတင်းရဲ့ဝတ္ထုလိုပေါင်းချုပ်နှစ်ပါရှင်ဟုတ်ကဲ့ဒီဝတ္ထုလိုပေါင်းချုပ်နှစ်ကိုလည်းစိတ်ကူးချွချိုစာပေရပဲ2022ခုနှစ်မှာတတိယအကြိမ်ပြန်ပြီးထုတ်ဝေထားတယ်ပေါ့နော်ဒီဝတ္ထုလိုပေါင်းချုပ်နှစ်မှာတော့ဝတ္ထုလိုပေါင်း29ပုဒ်ပါတယ်ပေါ့နော်ဆရာကြီးမြတ်တန်းတင်းရဲ့နာမည်ကြီးဝတ္ထုတွေကတော့အများကြီးပဲပေါ့နော်အဲ့ထဲမှာမှတော်တော်များလူသိများမယ်ဆိုလို့ရှိရင်တော့ဒုက္ခမျိုးတော်တို့လူယူတုံတို့ဆိုလို့ရှိရင်တော့တော်တော်များသိလိမ့်မယ်ထင်ပါတယ်ရှင်ကျွန်မအခုလက်တော်မှာလည်းကျွန်မဖတ်နေတာကတော့ဆရာကြီးရဲ့ဒုက္ခမျိုးတော်စာအုပ်ပေါ့နော်စာအုပ်လေးပါရှင်ဒုက္ခမျိုးတော်ဆိုတဲ့စာအုပ်လေးပေါ့နော်ဒါတတ္တမချင်းထုတ်ဝေထားတဲ့စာအုပ်လေးပေါ့နော်ဒါကတော့ဖတ်လက်စာပါရှင်ဆရာကြီးမြတ်တန်းတင်းရဲ့စာအုပ်တွေကတော့ပေါ့နော်ဟိုးရင်နဲ့ရင်းနှီးတဲ့စာအုပ်တွေလို့ပြောအောင်ပါပေါ့နော်ဝတ္ထုလိုလေးတွေဖတ်ဖြစ်တယ်မဂဇင်းစောင်းပါးလေးတွေလည်းဖတ်ဖြစ်တယ်ပေါ့နော်တော်တော်များဟိုဆရာကြီးရဲ့စာအုပ်တွေကတော့ဖတ်ဖြစ်တယ်ပေါ့နော်နောက်ဆုံးစာအုပ်လေးကတော့မှတ်စုစာအုပ်လေးပေါ့နော်ဝတ္ထုတော့မဟုတ်ဘူးပေါ့နော်ဒီစာအုပ်လေးပါရှင်ကျွန်မဒီပုံစံလေးကိုရမ်းကြိုက်လို့ဝယ်ရတာပေါ့နော်ဒါကျွန်မရဲ့ favorite color ပေါ့နော်မှတ်စုရေးတာလေတော်တော်လေးဝါသနာပါရပေါ့နော်ဟိုးရင်တုန်းကကြောင်းတက်တဲ့အချိန်ကြီးရပါတော့မှတ်စုအများတန်းရေးပြတယ်ပေါ့နော်အဲ့ဒီကနေနောက်ပိုင်းမှာအခုပေါ့နော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ပေါ့နော်မရေးပြတာကို9နှစ်10နှစ်လောက်ဖြစ်သွားပြီပေါ့နော်အခုကျတော့ဒီ blog လေးတွေပြန်လုပ်ရင်းနဲ့ရေးဖို့လို့ရွယ်ချက်ရှိတာနဲ့အခုဒီစာအုပ်လေးဝယ်လာဖြစ်တာပေါ့နော်ရေးတော့ရေးနေပြီပေါ့နော်ဒီစာအုပ်လေးကဟုတ်ဖတ်တာဟိုပေါ့နော်ဝါသနာမပါတဲ့သူတွေတော့မပြောတတ်ပေမဲ့စာအုပ်ဖတ်တာဝါသနာပါတဲ့သူတွေဆိုလို့ရှိရင်တစ်နှစ်ကိုစာအုပ်ကိုလည်းမနှဲကုန်တယ်လို့ပြောရမယ်နော်ကျမဆိုလို့ရှိရင်တစ်နှစ်ကိုစာအုပ်ကိုတော်တော်ခုန်တယ်ပေါ့နော်ဟုတ်ကဲ့ကျမအခုပြောပြပေးတဲ့စာအုပ်9အုပ်ထဲရပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားစာအုပ်ထဲရပဲဖြစ်ဖြစ်ပေါ့နော်ကျမကိုပြန်ပြီးတော့ review ပြန်ပြောပြပေးခြင်းနဲ့စာအုပ်ရှိလို့ရှိရင် comment လေးမှာဝင်ပြောပြပေးခဲ့ပါနော်ကျမအတက်နိုင်ဆုံးစူးစမ်းတင်ဆက်ပေးသွားပါမယ်ရှင်အခုပြောပြပေးတဲ့စာအုပ်9အုပ်ထဲကနေပြီးတော့ဒီ
ဒီ vlog လေးကိုကြည့်နေတဲ့ပေးသက်တဲ့ဟာကြိုက်နှစ်သက်တဲ့စာအုပ်လေးရှိလို့ဆိုလို့ရှိရင်ပေါ့နော်ကျမကိုပြပြပေးပါအောင်နော်ဘယ်စာအုပ်လေးကိုအရင်ဆုံးကျမဖတ်ကြည့်ရမလဲလို့ပေါ့နော်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဒီနေ့ vlog လေးကိုဒီလောက်နဲ့ပဲဆုံးသက်ချင်ပါတယ်ရှင်သုံးထိကြည့်ရှုပေးကြတဲ့ရောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ဒီနေ့ကြံပြူကျင်တာလေးရှိလို့ရှင်လည်း comment မှာဝင်ရေးခဲ့လို့ရပါတယ်နောက် vlog လေးတွေမှာပြန်ဆောင်တွေ့ပါမယ်ရှင်ကျမပြောရှင်တဲ့ဘွားလေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်တတ်တာပါ